လူမားနေပြီထင်တယ်နော်ကျွန်တော်အမောက်မသိဘူးဘာလူမမလဲငါဖိတ်လုံးလိုက်ရနင်ငါပတ်စံနေပြီနားထားလိုက်ဗျာပတ်စံနေပတ်စံနေပြီဒီဘာလို့ပြန်မင်းဆွဲလိုက်လာလုံနေရလဲအားနာစရာကြီးနေရလဲအဲ့ဒါဘယ်ကသူများမှာလဲဟိုကောင်ဝင်းကလုံးလေစင်ပြေလာဗျာမဖြစ်တော့နေလေစိတ်မလိုက်နော်ဒီပါလေပြေနေတော့လောက်နေတော့လောက်နေဝင်နော်ဟဲ့စနာတယောက်ကဘာလုပ်လဲငါတို့တလန်းကျော်အိမ်ပွဲစားလို့တော့ပြောတာပြီးတော့ဗာလဲငွေလွှဲငွေထုတ်အစုံတုပ်လဲလုပ်တယ်တဲ့ဟဲ့မင်းစမောင်နင်တို့နှစ်ယောက်ဘာဖြစ်နေကြလဲဘာမှမဖြစ်ပါဘူးငါကလေခလုတ်တိုက်မလို့ဖြစ်သွားတော့လေသူကငါ့ကိုလှမ်းပြီးထိမ့်မိလိုက်တာဟဲ့ပုံစံအစင်လေးနော်ဝင်းဦးလို့ပါလို့နဲ့ငါမျက်လုံးနဲ့တော့ဦးကြောင်သားပါဟဲ့ဘာမှလည်းမသိဘူးနေရလဲကြထားပါတော့မလားငါတို့လာညနေသို့ရောက်သောအခါအခုညီလေးတစ်ခုလောက်တောင်းလို့ရလားမောင်မျိုးကိုကြီးပေးရမလဲဗျာဟိုကလေညီမရဲ့တငယ်ချင်းကလေငွေလိုရဲဆိုအဲ့ဒါသူ့ငွေလွှဲပေးရမှာအမကတော့နည်းနည်းများတယ်အဲ့ဒါအကိုကငွေလွှဲငွေထုတ်လဲလုပ်တယ်ဆိုလို့တိတ်ကြတာပေါ့ဗျာငွေတွေကိုယုံကြည်စိတ်ချသွားလဲထားခဲ့လို့ရတယ်ဒါပေမဲ့တိုင်းကကြာနေတာဆိုတော့ဒီနေ့လွှဲရင်မနှက်ပြန်မနှက်မှရောက်လိမ့်မယ်စင်ပြေရလားဗျာအော်အဲ့လိုလားဟိုကိစ္စမရှိပါဘူးအဆင်ပြေပါတယ်ခုသဘောလေးဘာဖြစ်ချင်နေတာလဲဗျာအော်ဟုတ်ပါဟိုအခုသဘောလို့ပြောတာပါအခုသဘောလေပုံခွဲမှာလားအကုန်လဲမှာအော်ယူထားလိုက်ပါတော့ကဲထားပြီနော်ငွေလွှဲခိုင်းပြီးနောက်တစ်နေ့တွင်ငါစကားကိုနားမထောင်ဘူးအဲ့ဒီဦးကြောင်ကြောက်ဘာတွေရှုံလိုက်လဲမသိဘူးဟယ်လိုမိုးတော်မလင်းသေးဘူးဟဲ့မျက်နှာတော်မသိရသေးဘူးဖုန်းနံပါတ်တော့လောက်တော့ခေါ်နေရလဲဘာဖြစ်ရမလဲနင့်ရဲ့ဝင်းဦးကလုံးလေငွေလိမ်ပြီးပြေးသွားပြီတဲ့မဟုတ်လားပါဟဲ့နင်ကလည်းမနေ့ကတော့ငါသူနဲ့တွေ့ခဲ့သေးရဲ့ထင်လွဲနေရနေမှာပေါ့အော်တကယ်ကြီးရဘာလို့ထင်လွဲရမှာလဲနင်မယုံရက်ခွက်ထဲလာသွားကြည့်လိုက်တော့ဟယ်လိုဟောဟယ်လိုဟဲ့မနေ့ကငါနေ့စီငွေလွှဲလိုက်တာရောက်လားအခုထိမရောက်သေးပါဘူးဟဲ့နင့်အေဂျင့်ကြာလိုက်တာအားကြောင့်နင့် True Man နဲ့လွှဲပါလို့ပြောတာပဲသွားပြီငါမစနေရတကယ်ပါတလားကြသောအခါနင်ဟိုကောင်ဝင်းဦးကလုံးမလားငါပတ်စံတွေကိုနင်လိန်သွားပြီးတော့လေနင်မျက်နှာရုပ်ခွဲစိတ်ပြနေတာလားငါလည်းမျက်နှာမှတ်မိတယ်နင်မဲ့ရောငါတော့တော့မမေ့ဘူးမဟုတ်ပါဘူးအမရဲ့အမလူမားနေပြီထင်တယ်နော်ကျွန်တော်အမောက်မသိဘူးဘာလူမမလဲငါဖိတ်လုံးလိုက်ရနင်ငါပတ်စံနေလိန်ပြီးနားထားလိုက်ဗျာပတ်စံနေပတ်စံနေဒီဘာလို့ပြန်မင်းဆွဲလိုက်လာလုံနေရလဲအားနာစရာကြီးနေရလဲအဲ့ဒါဘယ်ကသူများမှာလဲဟိုကောင်ဝင်းဦးကလုံးလေဘာလို့စင်နေပတ်စံနေလိန်သွားပြီးသူမျက်နှာခွဲစိတ်ကိုပြုတ်ပြင်လာတာအခုအဲ့ဒါကြံလိုက်မို့ထပ်လာတာဘာလဲကြောင်ရှောက်ချားနဲ့ရှောက်ပြောနေရလဲတငယ်ချင်းနင်ကငါ့ကိုယူနေလို့ပြောချင်တာငါပြောချင်တာအဲ့လိုမဟုတ်လေတကယ်ကြီးနောက်ဆိုရင်လေနင်အဲ့လိုမကြုံအောင်လို့ငါနေကို True Money application သုံးပြီးသင်ပေးမယ်သိလား။ तू ကလေထိုင်းရနေမြန်မာကိုဓာတ်ရိုက်ငွေလွှဲလို့ရတယ်ဟဲ့။အဲ့တော့နေဒီလိုမျိုးကြောက်စရာမလိုတော့ဘူးပေါ့ဟဲ့ကိုချစ်ကိုလက်ဆိုတော့နင်ဟာသိကြလို့လား။ဟုတ်တော်နင်ငါလည်းဒီတက်တက်လင်မရပါစေနဲ့ဟဲ့။ပြီးရောအဲ့ဆိုလည်းယုံလိုက်မယ်။အေးပြီးရလားငါသင်ပေးမယ်။